အားလုံးပဲမင်္ဂလာပါရှင်ဒီနန်းတော်မှာကြိုဆိုပါရစေဒီနန်းတော်ကနေပြီးအရင်လှတဲ့နီလာလေးတွေနဲ့မစ်ဆက်ပေးခြင်းပါတယ်နီလာဆိုရကြောင့်မျက်နှာလေးရတော့ကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေဘဝလမ်းကြောင်းတွေကိုအရင်ကိုအကျိုးပြုတယ်လို့အဆိုရှိတယ်လို့ယုံကြည်ကြပါတယ်နီလာရဲ့အဓိကကောင်းခြင်းတွေကစိတ်ငြိမ်သက်မှုပေးတယ်စိတ်ဖိစီးမှုတွေကိုချော့ချပေးနိုင်တာပေါ့ရှင်ကျမတို့ရဲ့အတွေးခေါ်တွေယုံကြည်ချက်တွေကိုပြပြတတ်တာဆုံးဖြတ်နိုင်တဲ့အထိကိုပေါ့နော်ထောက်ကူပြုတယ်လို့ယုံကြည်ကြပါတယ်ကျမတို့ရဲ့မကောင်းတဲ့ကျမတို့မှာရှိတယ်ပေါ့နော်မကောင်းတဲ့စွမ်းအင်တွေမကောင်းတဲ့အရာတွေကိုလည်းကာကွယ်ပေးနိုင်တယ်လို့ယုံကြည်ပါတယ်ကျမတို့ရဲ့စိတ်ဓာတ်တွေမြင့်မားမှုတွေအလောက်ကန်စီးပွားရေးတွေအတွက်လည်းအဆင်ပြေတဲ့အဆောင်ကြောက်လေးဖြစ်လဲကျမတို့ရှိရပါတယ်ပေါ့နော်နီလာလေးတွေကစနေသားသမီးလေးတွေအဆောင်လည်းဖြစ်တယ်လို့ကျမတို့ရဲ့ပေါ့နော်ရိုးရာယုံကြည်မှုတွေအရာလည်း